အလုတ်တွေလုတ်ပြီးပတ်ဆက်ရှာပါဦးအောင်မင်းအောင်ပေါင်းပါမယ်နောင်10ခွက်10ခွက်တန်ရမုံသွားမလားငါကြောက်တယ်ကဲအားလုံးပဲမင်္ဂလာပါဗျကိုပြည့်ရဲ့ဗီဒီယိုဖိုင်ကနေပြန်လှည့်ပြီးတော့နှွေးထွေးစွာကြိုဆိုတယ်ကိုပြည့်ရဲ့ live လွှင့်တဲ့အကောင့်လေးကိုမတွေ့တဲ့မိတ်ဆွေလေးတွေရှိတယ်နေကင်းကပင်ထောက်ပေးထားတဲ့အကောင့်ထဲမှာလည်းကိုပြည့်ရဲ့ဗီဒီယိုဖိုင်လေးတွေကိုမတွေ့တဲ့မိတ်ဆွေလေးတွေရှိတယ်အဲဒါကြောင့်မလို့လဲကျွန်တော်ကိုပြည့်ဒီနေကင်းက live လေးတွေလည်းလွှင့်ပြီးသွားပါပြီချင်းမိတ်ဆွေတွေအားလုံးပဲ live လေးလွှင့်ပြီးသွားတာဖြစ်တဲ့အတွက်ကိုပြည့်မိတ်ဆွေတွေအားလုံးပဲမတွေ့ရမမြင်ရမှာသေးလို့ကိုပြည့်ဘက်ကဗီဒီယိုဖိုင်လေးနဲ့တကွာနောက်တစ်ခါအပင်ပန်းခံပြီးတော့ live လေးလွှင့်ပေးတာပါအခုပဲ live လွှင့်ပြီးတော့အခုပဲဗီဒီယိုဖိုင်လေးကိုကျွန်တော်လာရောက်တင်ပေးခြင်းလည်းဖြစ်ပါတယ်ပေါ့ဗျာနော်ဗီဒီယိုဖိုင်လေးကိုမြင်နေရတွေ့နေတယ်ဆိုကိုရီမိုင်းအားလုံးပဲကြော်မသွားပဲလက်မလေးတွေနေ channel လေးကို subscribe လေးတွေနှိပ်ပေးပါဗျာနော်ဗီဒီယိုဖိုင်လေးကိုအစအနေအလဲဆုံးပြီးစိုးနိုင်အောင်တော့ကြည်ပြီးသွားဖို့မေတ္တာရက်ခံပါတယ်ဘာလို့လဲဆိုတော့ကိုရီမိုင်းအားလုံးပဲကြီးတဲ့မိတ်ဆွေလေးတွေအကျိုးမရုပ်စီရဘူးလို့ပေါ့ဗျာနော်ကိုပြေကိုယုံကြည်တယ်ဆိုကိုရီမိုင်းအားလုံးပဲကျွန်တော်တို့မနှက်ဖြတ်မနှက်မှာပတ်မဲ့ပတ်သည်ထူအောင်မဲ့ channel လေးတွေပြောပြီးမယ်ကိုရီမိုင်းအားလုံးပဲတစ်ခါတည်းဝင်လာပြီးပြီးဆုံးတစ်ခါတည်းယူသွားပါဗျာနော်ကျွန်တော်မိတ်ဆွေတွေအားလုံးပဲကျွန်တော်တို့မနှက်ဖြန်မှာကျွန်တော်မိတ်ဆွေတွေအားလုံးပဲကျွန်တော်မနှက်ဖြန်မှာအကြိုက်ဆုံးအပူအနေနဲ့ခွန်ခွန်ရဲ့ကိုကိုရဲ့အကြိုက်ဆုံးပဲ10ခွက်ထဲမှာဆိုအကြိုက်ဆုံးပဲခွန်ခွန်ရဲ့ကိုကိုရဲ့ကိုကြီးအကြိုက်ဆုံးပါဗျာနော်ခွန်ခွန်ရဲ့ကိုကိုရဲ့ကိုကြီးအကြိုက်ဆုံးထဲမှာပါတယ်ကိုရီမအားလုံးပဲအကြိုက်ဆုံးဆိုရင်လည်းခွန်ခွန်ရဲ့ကိုကိုရဲ့ဆိုတဲ့အပူလေးပဲဖြစ်ပါတယ်ဗျာနော်ကြိုက်တဲ့မိတ်ဆွေလေးရှိရင်လည်းယူကစားသိခြင်းနဲ့ယူထိုးသိခြင်းနဲ့ပေါ့ဗျာနော်မျိုးတွေအားလုံးပဲဒါလေးကိုတော့ကိုကြီးပြောတာပါမနက်ဖြန်မနက်မှာပတ်မဲ့ပတ်တီးလေးတွေကိုလည်းကိုပြည့်ဘက်ကတခါတည်းပြောပြသွားမယ်မနက်ဖြန်မှာကိုပြည့်အကြိုက်ဆုံးပရိတ်ကတော့16ပရိတ်ပါဗျာနော်မနက်ဖြန်မှာကိုပြည့်အကြိုက်ဆုံးပရိတ်ကတော့16ပရိတ်ပါလိုက်ရှိုးလေးပြီးလို့ဗီဒီယိုဖိုင်လေးပြီးသွားရင်လည်းနေကင်းမှာကျွန်တော်တို့နေကင်းတနာရီ90မှာလွှင့်မဲ့အကောင့်လေးကိုကျွန်တော်တို့ကတခါတည်းပဲမိတ်ဆက်ပေးမယ်အကိုရီမအားလုံးပဲဗီဒီယိုဖိုင်ရဲ့ comment ထဲမှာကျွန်တော်တို့တခါတည်းပဲအကိုရီမအားလုံးပဲပြောပေးထားမယ်ရေးပေးထားမယ်ပေါ့ဗျာနော်အဲ့အကောင့်လေးကိုလည်းကိုရီမအားလုံးပဲအထားပေးဖို့မေတ္တာရက်ခံပါတယ်အထားပေးဖို့မေတ္တာရက်ခံပါတယ်ဗျအထားတဲ့မိတ်ဆွေလေးတွေအတွက်ကလည်းအကျိုးမရုပ်အကျိုးမရှိစီရတော့အကျိုးမရုပ်စီရပါဘူးဗျနော်ကိုရီမအားလုံးပဲအကျိုးမရုပ်စီရဘူးလို့ကိုပြဘက်ကအာမပန်းတွေတော့ခံပေးပါတယ်ဗျကဲကိုရီမရဲ့အားလုံးပဲကျွန်တော်တို့မနက်ဖြန်မနက်မှာပတ်မဲ့ပတ်တီးကတော့ကိုပြအကြိုက်ဆုံးကတော့ခွန်ပတ်တီးပါဗျနော်ခွန်ပတ်တီးပဲဖြစ်ပါတယ်ကိုရီမရဲ့အားလုံးပဲကိုပြအကြိုက်ဆုံးပတ်တီးကတော့ခွန်ပတ်တီးပါခွန်ပတ်တီးကိုမပြောခင်အရန်ကဏ္ဍလေးတွေပြောပေးပါမယ်မနက်ဖြန်မှာကိုပြအကြိုက်ဆုံးပရိတ်ကတော့16ပရိတ်ပါခွန်ပတ်တီးကိုမပြောခင်အရန်ကဏ္ဍလေးတွေပြောပေးပါမယ်အဲ့ဒါကတော့ခွန်လေးရဲ့69ရဲ့49ရဲ့ပဲဖြစ်ပါတယ်ဗျခွန်4ရဲ့69ရဲ့49ရဲ့ပဲဖြစ်ပါတယ်ဒါကတော့ကိုပြအကြိုက်ဆုံးအရန်ကဏ္ဍလေးတွေပေါ့ဗျာနော်ကိုပြအရန်လေးတွေထုတ်ထားပါတယ်ကိုပြအကြိုက်ဆုံးပရိတ်လည်းဖြစ်ရမယ်6ပရိတ်လည်းဖြစ်ရမယ်အကောင့်ဆိုလည်းဖြစ်ရမယ်လုံးဝအကြိုက်ဆုံးကတော့အကိုရီမိုင်းအားလုံးပဲမနက်ဖြန်မနက်မှာကိုပြမိတ်ဆွေတွေအားလုံးပဲမနက်ဖြန်မနက်မှာကိုပြအကြိုက်ဆုံးလေးကတော့ချင်းမိတ်ဆွေတွေအားလုံးပဲ90နဲ့မှ9ဆိုတဲ့အရန်ဟိုအကြိုက်ဆုံး6ပရိတ်လေးပဲဖြစ်ပါတယ်ခွန်ပတ်ဒီ89ဆိုတဲ့6ပရိတ်လေးပဲဖြစ်ပါတယ်ဗျာနော်ကဲကိုရီမိုင်းအားလုံးပဲကန်ကောင်းကြပါစေအစီအပြေကြပါစေအားလုံးပဲတက်တာပါဗျာနော်